တော်ရင်းတဘာဝမှာတာရဲသတိစံလေးကိုတောင်ပြန်ပြီးအမေးလိုက်နိုင်တဲ့အခြားတတဝါတစ်ကောင်အမေးရှိနေတတ်ပါတယ်။အဲ့ဒါကတော့ပေါ်ရှာပင်ကူပေါ်ရှာစပိုက်ဒါပဲဖြစ်ပါတယ်။သူဟာ St. Andrew's Cross ပင်ကူတဲ့အရွယ်အစားပိုတင်းငယ်ပေမဲ့အရွယ်အစားဟာအရာရာမဟုတ်ဘူးဆိုတာကိုသက်တည်ပြနေတဲ့အံ့ကွယ်ပင်ကူတစ်မျိုးပါ။ပေါ်ရှာပင်ကူရဲ့ထူးခြားချက်ကတော့သူ့မှာအလွန်ကြီးမားတဲ့မြစ်လုံးတစ်စုံရှိပါတယ်။တခြားဖေပင်ကူမှာမရှိတဲ့ထူးခြားတဲ့အငြင်းအာရုံပိုင်ရှင်ဖြစ်ပြီးအရာဝတ္ထုတွေကိုအလွန်ကြီးမြောင်းပြတ်သားစွာမြင်နိုင်စွမ်းရှိပါတယ်။သူတည်တနာရဲ့လီလာကျေရပေါ်ရှာဟာတခြားပင်ကူတွေနဲ့နှိုင်းယှဉ်ရင်ခနာကိုအချိုးစားလိုက်အကြီးမားဆုံးအုံနောက်ကိုပိုင်ဆိုင်ထားပါတယ်။ဉာဏ်ရည်ထက်မြက်မှုရှိပြီးသူဟာအမဲလိုက်တဲ့အခါတမျိုးမရရင်တမျိုးနီလန့်အမျိုးမျိုးစမ်းသပ်ပြောင်းလဲတတ်ပါတယ်။သားကောင်စီကိုတိုက်ရိုက်မသွားပဲသားကောင်မရိပ်မိအောင်တခြားလိုင်းကြောင်းတွေကနေပတ်သွားတတ်တဲ့အမှုချင်းရှိပါတယ်။အခုဆိုရင်သူဟာစတင်လှုပ်ရှားနေပါပြီ။ရန်သူရှိနေတာကိုသိသွားတဲ့ St. Andrew's Cross ပင်ကူကသူ့ကိုယ်သူအလွဲတကူအဖမ်းမခံရအောင်ပင်ကူအိမ်ပေါ်မှာ trampolining လို့ခေါ်တဲ့ခုံတုံးလှုပ်ခါတဲ့နည်းနဲ့၆လန့်ဟုစူးစမ်းနေပါတယ်။ဒါပေမဲ့ပေါ်ရှာပင်ကူကအမြင်အာရုံနဲ့ဉာဏ်ရည်တွေမကပဲနောက်ထပ်လက်နက်တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့လျှက်တစ်ပြက်မြန်ဆန်ပြီးအလွန်တိကျတဲ့ခုံအုပ်နိုင်စွမ်းပါပဲ။အဆွေနဲ့ထိုးသွင်းလိုက်တဲ့ပြင်းထန်တဲ့အစိတ်ကြောင့်မကြခင်မှာပဲ St. Andrew's Cross ပင်ကူဟာလုံးဝမလှုပ်ရှားနိုင်တော့ပဲပေါ်ရှာရဲ့အစားအစာအထိအဆုံးသတ်သွားရပါတော့တယ်။ပင်ကူချင်းတူတာတောင်ဉာဏ်ရည်ထက်မြက်မှုရှိတဲ့သူကပိုတာရာကိုတွေ့မြင်ရမှာပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ Follow and subscribe လည်းနှုတ်ခဲ့ပေးပါနော်။